င်္ဂလာပါရှင်ကျမမြတ်သိန်ကျော်ပါကျမဒီ comment လေးကို reply လေးပြန်ပေးခြင်းလို့ပါရှင်ပထမဆုံးမင်္ဂလာပါအန်တီလို့နှုတ်ဆက်လိုက်ပါတယ်အန်တီဒီအန်တီကဗာလေးမေးထားလဲဆိုတော့ဒီအန်တီရဲ့သမီးလေးက12လပိုင်းမှာပွဲရမယ်ပဲ UFA ကနေပြီးတော့ Korean Major နဲ့ပွဲရမယ်ပေါ့နော်မာစတာနဲ့အကြောင်းလာတက်ဖို့လုပ်နေတယ်topic လည်းရှိပြီးသားဆယ်တဲ့အမှတ်တွေလည်းများထားတယ်အဲ့ဒါမှဘယ်မီဂျာလေးယူရမလဲဆိုတဲ့ဟာလေးမေးထားတာပေါ့နော်အဲ့တော့အခုဆိုရင်အဲ့တော့ဒီဥစ္စာလေးကိုကျွန်မ reply ပြန်ရမယ်ဆိုလို့ရှိရင်ကျွန်မအတွေ့အကြုံလေးနဲ့ဒီ sharing လုပ်ပေးပါရစေအထောက်ပံ့တစ်စုံတရာလည်းဖြစ်ဖို့လည်းမျှော်လင့်ပါတယ်အဲ့တော့ဒီဟာမှာဆိုလို့ရှိရင်ကျွန်မပြောချင်တာပေါ့နော်ဒီညီမလေးဘယ်မီဂျာကိုရွေးပါဘယ်မီဂျာဘာလုပ်ပါတယ်ဆိုတာထက်ဒီကျောင်းလာတက်ဖို့လောက်တဲ့အချိန်မှာမေဂျာရွေးတဲ့အချိန်မှာအကြောင်းတက်ဖို့အတွက်စဉ်းစားတဲ့အချိန်မှာဘယ်လိုချက်လေးထည့်ပြီးတော့စဉ်းစားရင်ကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲကိုက်ညီမလဲဆိုတဲ့အရာလေးကိုကျွန်မတွေ့သလောက်ကျွန်မသိသလောက်ကျွန်မရဲ့အတွေ့အကြုံလေးနဲ့ sharing လုပ်ပေးချင်ပါတယ်ကျွန်မအခုဆိုရင်ဒီကိုရောက်တာတစ်နှစ်နေပါရှိရောမယ်ပေါ့နော်တော့အဲ့ရောက်တဲ့အတော်အတွင်းမှာရတဲ့အတွေ့အကြုံလေးနဲ့ကျွန်မအချက်3ချက်လေးနဲ့ sharing လုပ်ပေးချင်ပါတယ်နံပါတ်1အချက်ကကြတော့လေဗာလေးပြောပြချင်လဲဆိုတော့နံပါတ်1ချက်ကအရန်ကို trend ဖြစ်နေတဲ့မီဂျာရဲ့အရန်နာမည်ကြီးနေတဲ့မီဂျာရဲ့အဲ့မီဂျာရဲ့ထက်တကယ်တက်မဲ့ညီမလေးကဘယ်မီဂျာကိုဆန္ဒရှိပြီးတော့တက်ချင်တာလဲပေါ့အဲ့ညီမလေးကဘယ်မီဂျာကိုတက်ချင်တာလဲပေါ့နော်သူတကယ်ဝါသနာပါတဲ့အရာကဘာလဲပေါ့အဲ့ဒီအရာလေးကိုတည်တည်ချာချာမေးပြီးတော့တည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးတော့အဲ့လိုမျိုးလေးတက်တာပို့ပြီးတော့ရေရှည်နေနဲ့ကောင်းမယ်လို့ထင်ပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကိုရီးယားကိုလာပြီးတော့ကျောင်းတက်တဲ့ခါကျရင်ရက်တည်တဲ့ခါကျလို့ရှင်သူတယောက်တည်းပဲဒါတွေကိုတကယ်လက်တွေ့ရင်ဆိုင်ရမှာပေါ့နော်အဲ့တော့ဆိုရီးယားမှာကိုမကြိုက်တဲ့မေဂျာဆိုလို့ရှိရင်အခက်ခဲသေးသေးလေးကြုံလာရဲဆိုရင်တောင်မှဒီစိတ်ကလိုတာထက်ပိုပြီးတော့ပင်ပန်းနေပေါ့နော်ကိုတကယ်ပျော်ရွှင်တဲ့အရာသာလောက်ရတယ်ဆိုလို့ရှိရင်ဒီပင်ပန်းလဲခံနိုင်ရှိကြရပေါ့နော်ဒီမှာကျတော့အဖက်ဖက်ကဘလောက်ပဲဒီကိုရီးယားအစာလဲပဲရှိထားတယ်ဒါရင်းနဲ့အကျွမ်းတဝင်ရှိထားပါတယ်ဆိုပေမဲ့လည်းဒီအဖက်ဖက်ကထောင်မောင်းဆောင်ကနေပြီးတော့ကျတော့pressure ရဲ့အရင်ရှိရပေါ့နော် pressure ရဲ့အများကြီးရှိရဥမာကိုကဒီကိုရီးယားစာရေးနားလဲဆိုတော့သိထားတယ်ဆိုတော့မှဒီမှာရှိနေတဲ့ကာချာတွေအချိန်မှလုပ်တဲ့အချိန်မှာကြုံတွေ့ရမယ့်အခက်အခဲတွေဘာသာစကားကထပ်ပြီးတော့ကြုံတွေ့ရမယ့်ဥစ္စာတွေပေါ့နော်ဘာသာစကားရတယ်ဆိုပေမဲ့လည်းကျမလည်းထိုက်တဲ့လောက်ရတဲ့အထင်မှာတော့ပါပေမဲ့တကယ်ဒီမှာလက်တွေ့မှာကြာရင်ထပ်ပြီးတော့ကိုကဒီလူမျိုးမဟုတ်တဲ့အတွက်ကြောင့်မို့လို့တချို့အခက်အခဲတွေဆိုတာလည်းရှိသေးရပေါ့နော်တကယ်လက်တွေ့မမြင်ရတဲ့အခက်အခဲတွေအများကြီးရှိသေးတယ်နောက်ထပ်ကျောင်းစရိတ်တွေဘာတွေနေထိုင်မှုအတွက်တွေဆိုတဲ့ဟာတွေကအိမ်ကပေးနိုင်ရင်လည်းတော်သေးမပေးနိုင်ဘူးဆိုအဲ့အတွက်ငွေရှာဖို့ pressure ရှိမယ်တယောက်တည်းနေရတာတွေတို့ကအထီးကျန်မှုစတဲ့ထောင်မောင်းဆောင်ကနေပြီး pressure အများကြီးရှိရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကိုဝါသနာပါတဲ့ဟာမဟုတ်ဘူးဆိုလို့ရှိရင်ရေရှည်နေနဲ့ဆိုလို့ရှိရင်အဲ့ဒီအရာတွေကပို့ပြီးတော့ကိုပင်ပန်းစီရပေါ့နော်အဲ့အတွက်ကြောင့်ကျွန်မကြုံတွေ့အခုထိအတွေ့အကြုံရဆိုလို့ရှိရင်ကတော့ဒီတကယ်ဝါသနာပါတဲ့လှုပ်ချင်တဲ့အရာလေးညီမလေးလှုပ်ချင်တဲ့အရာလေးကိုရွေးချယ်တာကအရေးကြီးဆုံးနံပါတ်1ချက်ဖြစ်မယ်လို့ထင်ပါတယ်။နောက်နံပါတ်2ပေါ့နော်နံပါတ်2ချက်ကကြတော့တကယ်လို့ညီမလေးကသူရွေးချယ်ထားတဲ့မေဂျာရှိရဲ့ကိုစိတ်ဝင်စားတာဘာလဲဆိုတော့တိတိကျကျသိပြီးသားသိထားပြီးသားဆိုလို့ရှိရင်ဒီမှာကိုရီးယားမှာတကယ်လက်တွေ့တက်နေတဲ့စီနီယာတွေကိုမေးကြည့်ပေါ့နော်ဒီမီဂျာတကယ်ကိုစာတွေ့လက်တွေ့အနေနဲ့ဘလို့အခြေအနေရှိလဲဘလို့ခက်ခဲရှိလဲဘာဘလို့လုပ်ရတာလဲဆိုတာကိုစီနီယာတွေနဲ့တကယ်ပြောစကားပြောကြည့်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ကြည့်ပါလို့နံပါတ်2ချက်တိုက်တွန်းချင်ပါတယ်နံပါတ်3ချက်ကတော့ကိုရွေးချယ်လိုက်တဲ့မီဂျာဒီနောက်ကိုရဲ့အလောက်ကိုင်းအနေနဲ့ရောအဆင်ပြေနိုင်လားစသဖြင့်ပေါ့နော်အဲ့ဒီအချက်လေးတခါထည့်ပြီးတော့စဉ်းစားလို့ရှိရင်ပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်မထင်ပါတယ်အဲ့တော့ကျွန်မဒီအခုအတွေ့အကြုံရဆိုလို့ရှိရင်အရင် trend ဖြစ်နေတာတွေထက်ပေါ့နော်အဲ့တော့ကိုတကယ်လုပ်ချင်တဲ့အရာလေးတွေကို
လောက်တာကခန္ဓာကြီးပူရှိနိုင်တယ်လို့ကျွန်မထင်ပါတယ်ဒီနေရာမှာကျွန်မအသိညီမလေးတယောက်ရဲ့အတွေ့အကြုံမျိုးတစ်ချက်ပြောပြချင်ပါတယ်သူဆိုလို့ရှိရင်ဟင်းချက်တာဝါသနာပါတယ်ဆိုပြီးတော့သူယူရီတန်းကိုဟင်းချက်တင်တယ်ဟင်းချက်တဲ့ဥစ္စာပေါ့နော်အဲ့ဒီဟာကိုသူတက်ဖို့လုပ်တယ်အဆုံးကတော့ဝါသနာပါတယ်ဆိုမဲ့သူ3ရက်လောက်တော့တက်ကြည့်ရဲ့အချိန်မှာသူနဲ့တိတ်ပြီးတော့မကိုက်ညီဘူးပေါ့နော်ဥမာဘယ်လိုမျိုးဖြစ်လဲဆိုတော့သူကလက်ကဝက်ကလည်းနည်းနည်းထိထားရတာပေါ့နော်ခိုင်းမိထားတာရှိရောသူကဟင်းချက်တဲ့အချိန်မှာဒီလိုထဲကိုဒီလိုမျိုးလောက်ရတာပဲရှိရဲ့အချိန်မှာလက်တွေနာတာရှိရဲ့နောက်တစ်ခုကကြောင့်တကယ်လှုပ်ကြည့်ရဲ့အချိန်မှာအဲ့အရာကြီးကိုမလှုပ်ချင်တော့တာမျိုးရှိရပေါ့နော်အဲ့တော့ကိုတကယ်တက်ချင်တဲ့ဟာရောတေးကြလားတချို့ဟာတွေကကြာလှုပ်ချင်တယ်လို့ထင်ပေမဲ့တကယ်လှုပ်ကြည့်ရဲ့အချိန်မှာကိုဝါဒနာမပါဘူးတကယ်မပါဘူးဆိုတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ရှေ့ကတကယ်စီနီယာရှိနေရဲဆိုလို့ရှိရင်အဲ့စီနီယာကိုတွားပြီးတော့မေးကြည့်ကြည့်ပေါ့နော်အဲ့လိုလိုကြီးလုပ်ရတယ်ဒီမီရှောင်းမှာဆိုရင်ဘယ်လိုအကြောင်းအရာတွေကိုသင်တယ်ပြီးရင်ဘယ်လိုလက်တွေ့လုပ်ရတယ်ပြီးရင် presentation တွေ practical ဒါတွေကဘယ်လိုလုပ်ရလဲဘာတွေပါလဲဆိုတာဟာကိုနဲ့ကိုသွားခြင်းနဲ့လမ်းကြောင်းနဲ့ကိုက်မကိုက်ဆိုတဲ့ဟာလေတကယ်လက်ရှိတက်နေတဲ့သူလေးတွေကိုမေးကြည့်ရကပို့ပြီးတော့ဒီအထောက်အကူအများကြီးဖြစ်မယ်လို့ကျွန်မထင်ပါတယ်အဲ့တော့ဒီဘာမေဂျာရွေးချယ်ပါဘာမေဂျာရွေးချယ်ပါဆိုတာထက်ကျွန်မတည်တဲ့လောက်လေးရွေးချယ်ဖို့ရွေးချယ်မေဂျာရွေးချယ်အချိန်မှာအထောက်အကူဖြစ်မဲ့ဥစ္စာလေးကိုပဲကျွန်မတည်တဲ့လောက်လေး sharing လုပ်ပေးချင်ပါတယ်အခုညီထောက်ပံ့တစုံတရာလေးဖြင့်အများကြီးကျေးဇူးတင်ပါတယ်ရှင်ဘယ်အရာကိုပဲရွေးချယ်အဆအဆရရအဆင်ပြေပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာဆုံကြပါမယ်